မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါအင်ကြီးတွေပစိုးတွေအင်ကြီးတွေလုံကြီးတွေတင်းတာကြက်တာမဖြစ်ပါစေနဲ့သေချာပြင်လိုက်ပါခန္ဓာကိုယ်အရိယာပုတင်မြခိုင်တဲ့အရိယာပုဖြစ်ပါစေကျုံကျုံလေးထိုင်တဲ့အရိယာပုဖြစ်နေပါစေသေချာထိုင်ကြာနာနာထိုင်အစဉ်ပြေအောင်ထိုင်မိမိရဲ့ခန္ဓာကိုယ်အရိယာပုစိတ်တိုင်းကြသွားပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါတင်တော့တခါတလေလက်နှစ်ခုကတင်ထားတယ်ခြေစလုံးနဲ့ပေါ့လက်ဖမိုးနဲ့ထိထားတာ10မိနစ်15မိနစ်လောက်ဆိုလို့ပူသလိုကျင်သလိုနဲ့ယောဂီတို့တရားလဲဖြုတ်လိုက်ရောလက်ခေါက်မှာအစင်းကြောင်းကြီးတွေဖြစ်နေတယ်ပူတာမခံနိုင်ရင်ရှော့ချပလိုက်တာအဲ့တော့လက်ကလေးကတေချာထပ်ရတယ်လမ်းမထိပ်ထိခြင်းလည်းရတယ်မထိခြင်းလည်းရတယ်အစင်ပြေသလိုထားလိုက်ပါခါကလေးပုံမှန်ထားပါခါဆန့်ခိုင်းတာမဟုတ်ဘူးပုံမှန်လေးထားလို့ပြောတယ်ခါတအားဆန့်လိုက်ရင်လည်းတဖြည်းဖြည်းနဲ့အောင်ညှော့ကြသွားတာခါလေးပုံမှန်ထားခေါင်းရှည်မငုပ်စေနဲ့ခေါင်းနောက်မလန်းစေနဲ့မျက်စိကိုဇင်းငယ်များမိတ်ဒီချာချိန်လိုက်အရိယာပုခေါင်းကြီးကရှေ့တားဆိုင်နေသလားဆိုင်နေရင်ပြန်ပြီးတော့မမတ်ကလေးလုံးလိုက်ခေါင်းနောက်လန်းနေသလားလိုင်းနေရင်ဒီချာပြန်ချိန်လိုက်စိတ်တိုင်းမကြသေးရင်ပြန်လိုက်ပါပြင်ပြီးရင်လှုပ်ဖို့မစင်စားပါနဲ့အရိယာပုငြိမ်လိုက်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုစိတ်တိုင်းကြဖြစ်ပြီးဆိုမှနာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နာသီဝလေလေတို့ထိဝင်သွားတဲ့သဘောနာသီဝလေလေတို့ထိထွက်ရင်ထွက်သွားတဲ့သဘောတခြားဘာမှမကြည့်ပါနဲ့ဝင်လေထွက်လေလေးကိုပဲတတိထားပြီးကြည့်နေအဲ့ဒီဝင်လေထွက်လေကိုပြင်းပြင်းကြီးရှုထုတ်เสียလည်းမလိုဘူးတဲ့ဖြည်းဖြည်းလေးရှုထုတ်เสียလည်းမလိုဘူးတဲ့မိမိကဝင်လေထွက်လေကိုရှုမှတ်နေရင်နဲ့ဝင်လေထွက်လေပုံမှာတတိထားရတဲ့နဲ့ထင်ထင်ရှားရှားမမြင်ဘူးဆိုရင်တော့3ချက်5ချက်လောက်ခပ်ပြင်းပြင်းလေးရှုလိုက်ပြီးရင်ပုံမှန်လေးပြန်ရှုလိုက်တယ်ဝင်လေထွက်လေစရှုပါပြီတတိထားပါပြီဆိုကနေရနဲ့အဲ့ဒီဝင်လေထွက်လေအာယုံပေါ်မှာတတိရှိနေတယ်ဆိုရင်တော့ပုံမှန်လေးပဲရှုထုတ်သွားနာသူကလေလေးကဝင်သွားတယ်နာသူကလေလေးကထွက်သွားတယ်ဒီဝင်လေထွက်လေလေးကိုပဲကြည့်နေတခြားဘာမှမကြည့်နဲ့တတိထားပေးပါဝရိယစိုက်ပေးပါအာယုံတစ်ပါးစိတ်မသွားစေနဲ့တတိပဋ္ဌာန်နဲ့ဝင်လေထွက်လေကိုရှုမှတ်နေတဲ့အလုပ်ပါတတိပဋ္ဌာန်အလုပ်တဲ့တတိပြဋ္ဌာန်နဲ့အလုပ်တတိရှေ့ရှုတဲ့အလုပ်တဲ့တတိမမေ့တာတတိအောင်မေ့တာမမေ့ခြင်းသဘောအောင်မေ့ခြင်းသဘောကိုတတိလို့ခေါ်ပါတယ်ပဋ္ဌာနာဆိုတာကတီရာတဲ့ဝင်လေထွက်လေပေါ်မှာအာယုံတစ်ခုတည်းစူးစိုက်ပြီးတည်နေတာကိုတတိပဋ္ဌာန်နဲ့အဲ့ဒီတတိယဘယ်မှာစူးစိုက်နေရမလဲဆိုနာသီးဆုံးနာသီးဝတဲ့တတိပဋ္ဌာန်နဲ့တတိပဋ္ဌာန်ဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့ဝင်လေထွက်လေကိုအောက်မေ့နေတာဝင်လေထွက်လေကိုပဲဂယုစိုက်ကြည့်နေတာဝင်လေထွက်လေပုံမှာပဲအာယုံကျနေတာကိုတတိလို့ခေါ်ပါတယ်ပဋ္ဌာနာတဲ့အဲ့ဒီဝင်လေထွက်လေပုံမှာပဲစူးစူးစိုက်စိုက်နဲ့တည်တက်နေတာဒီပေါင်းလိုက်ရင်တတိပဋ္ဌာနာတဲ့အာယုံတွေဘယ်မှမရောက်ဘူးငင်ငယ်ဘူးတဲ့အာယုံတွေစီလည်းမရောက်ဘူးကြားခဲ့ဘူးတဲ့အာယုံတွေစီလည်းမရောက်ဘူးမွေးခဲ့နံငယ်ဘူးတဲ့စီအာယုံတွေလည်းမရောက်ဘူးစားခဲ့တဲ့အရာသာအာယုံတွေစီလည်းမရောက်ဘူးတဲ့ထိခဲ့တဲ့ကိုယ်ကာယအာယုံတွေစီလည်းမရောက်ဘူးနာသီးဆုံးနာသီးဝဝင်လေထွက်လေလေးကိုပဲတတိထားစူးစိုက်တည်နေတာကိုတတိပဋ္ဌာန်လို့ခေါ်ပါတယ်ဘုယောဂီတို့ဝင်လေထွက်လေလေးကိုရှုမှတ်နေတဲ့အလုပ်ဒီတတိပဋ္ဌာန်အလုပ်တဲ့တတိယဘယ်လောက်အရေးကြီးတယ်လဲဆိုဘုရားရှင်ကိုရောမြတ်ကြီးကမဟာတတိပဋ္ဌာနာသုတ်တံဆိုပြီးတော့ဒေသနာတော်ကြီးတစ်ခုတောင်ဟောကြားခဲ့တယ်တတိမရှိရင်ဘာမှအလုပ်လို့မရဘူးတဲ့လောကရေးပဲဖြစ်ဖြစ်လောကုတ္တရာရေးပဲဖြစ်ဖြစ်အဲ့ဒီတတိမပါရင်အလွဲလွဲနဲ့အချော်ချော်ပဲတဲ့အစင်မပြေဘူးတဲ့
လူမှုလောကရေးရမှာလဲတတိမပါရင်အစင်မပြေဘူးတဲ့လောကုတ္တရာဓမ္မရေးရမှာတတိမပါရင်ပိုးဆိုးမှာပေါ့ဒါကြောင့်တတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိဆိုတာပူတယ်လို့မရှိဘူးအမြဲတမ်းလိုနေတယ်ဝရိယဆိုတာလွန်တယ်လို့ရှိတယ်အတိုးအလျှော့ရှိတယ်ပေါ့တမာတိဆိုတာလည်းလွန်တယ်လို့ရှိတယ်အတိုးအလျှော့ရှိတယ်ပေါ့ကိုဝင်လေထွက်လေကိုရှုမှတ်နေတဲ့အချိန်ဟာတမာတိတည်ဖို့အတွက်စူးစိုက်နေတဲ့အလုပ်တဲ့စာလို့ပြောရင်တတိပဋ္ဌာန်အလုပ်တဲ့တတိပဋ္ဌာန်အလုပ်တည်တံ့ခိုင်ခန့်မှတတိပဋ္ဌာနာဘာဝနာဟောနောက်တစ်လုံးတက်လာမှာဝင်လေထွက်လေကိုရှုမှတ်ပြီးတော့တည်တံ့ပြီးတော့ခန္ဓာကိုငြိမ်းပြီးတော့တမာတိတွေမြင့်လာပြီးခိုင်လာပြီးဆိုရင်တဲ့အဲ့ဒါတတိပဋ္ဌာန်တတိပဋ္ဌာန်တမာတိမြင့်လာပြီးဆိုရင်ဟိုဘက်ယုံနာကြည်ဖို့မခက်တော့ဘူးတဲ့ယုံနာကိုကြည်တဲ့အလုပ်ကြတော့ဘာဝနာပေါင်းလိုက်တော့တတိပဋ္ဌာနာဘာဝနာဒီလိုသွားရအောင်နော်အဲကြောင့်ရှေးဥစွာဝင်လေထွက်လေလေးကိုတတိကပ်ပြီးတော့ကြည်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်စေနဲ့ဆိုတာတတိပဋ္ဌာန်အလုပ်ကိုလုပ်နေတာအရိယဘုရားငြိမ်းနေပါစေလှုပ်တာလှဲ့တာမဖြစ်စေနဲ့ရွဲတာဆောင်းတာမဖြစ်စေနဲ့အဲ့ဒါတတိအလုပ်ဝင်လေထွက်လေပေါ်မှာပဲစူးစိုက်ပြီးတော့တည်တတ်နေပါစေတဲ့ဝင်လေထွက်လေပေါ်မှာပဲစူးစိုက်ပြီးတော့တည်တတ်နေမှယောဂီတို့အားထုတ်နေတာတတိပဋ္ဌာန်အလုပ်လို့ခေါ်ပါတယ်တတိပဋ္ဌာန်အလုပ်ရင့်ကျက်ပြီးတော့မြင့်လာပြီဆိုမှဟောယုံနာရဲ့အပြက်ကိုကြည့်မဲ့ဘာဝနာအဲ့ဒီဘာဝနာစခန်းကိုတက်လှမ်းလို့ရမှာတဲ့တတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိမလို့စေနဲ့နော်တတိလွတ်သွားရင်ခန္ဓာကိုယ်ကသိတာပါတယ်ဖြတ်ကနေစိုက်ကနေဖြစ်သွားတယ်နာသီဝမှာလေးလေးဝင်ဝင်သွားတဲ့သဘောနာသီဝမှာလေးလေးထွက်ရင်ထွက်သွားတဲ့သဘောထင်ထင်ရှားရှားရှိနေတယ်တတိနဲ့ကြည့်ရင်သိနိုင်တယ်ထင်ထင်ရှားရှားဖြစ်နေတယ်ဝိယုစိုက်ကြည့်ရင်သိနိုင်တယ်ရှိတာပေါ့ဝင်လေထွက်လေရှိလို့ယောဂီတို့အသက်ရှင်ခွင့်ရနေတာပဲဝင်လေထွက်လေရှိလို့ယောဂီတို့ခန္ဓာကိုယ်ကြီးမပြိုလဲပဲရက်တည်နိုင်နေတာပဲအဲ့ဒီငကိုရှိပြီးသားငကိုဖြစ်ပြီးသားဝင်လေထွက်လေလေးကိုတတိနဲ့ပဲကြည့်ရတာတည်နေပါစေနော်ဝင်လေထွက်လေပေါ်မှာပဲအာယုံတစ်ခုတည်းတည်နေပါစေအာယုံတွေဘယ်မှမရောက်စေနဲ့အာယုံတွေဘယ်မှမပြေးအာယုံတွေဘယ်မှမလွတ်စေနဲ့ဒီဝင်လေထွက်လေပေါ်မှာပဲတီတီတန့်တန့်ရှိနေပါစေတဲ့တတိပဋ္ဌာန်ဆိုတာဒါကိုပြောပါတယ်တခုတည်းသောဝင်လေထွက်လေကိုစူးစိုက်ပြီးတော့တည်ကြည်နေတာကိုတတိပဋ္ဌာန်တဲ့ဂယုစိုက်ပေးပါတတိထားပြီးတော့ကြည်ပေးပါလေးလေးဝင်သွားတယ်လေးလေးထွက်သွားတယ်ရှိပြီးသားရှိပြီးသားရှိပြီးသားဆိုတော့ရှင်းနေတာပဲရှာစရာမလိုဘူးပေါ့ငကိုဖြစ်ပြီးသားလေးပဲဝင်လေထွက်လေငကိုဖြစ်နေတဲ့သဘောတရားလေးပဲငကိုဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုဝင်ပါဟဲ့ထွက်ပါဟဲ့ဒီလေးကဘယ်မလဲဝင်ပါဟဲ့ထွက်ပါဟဲ့တောင်းတနေစရာလည်းမလိုဘူးဟောဝင်လေလေးပါလားဝင်လေလေးဝင်ပါလို့တောင်းတနေစရာမလိုဘူးတဲ့ဝင်လေလေးဘယ်ရောက်သွားပြီလဲကြောင်းကြနေစရာလည်းမလိုဘူးတဲ့ငါးစုအောင်မှလေလေးကဝင်သွားမှာပဲဝင်လာတဲ့လေလေးကိုမဝင်နဲ့လို့လည်းပြောလို့မရဘူးလေလေးကနှာသီးအောင်မှတိုင်းဝင်သွားပြီထွက်တော့မယ်ထွက်သွားတော့လေလေလေးမထွက်နဲ့လို့လည်းကြောင်းကြနေစရာမလိုဘူးတဲ့တဘာဝကရှိပြီးသားခုယောဂီတို့ဦးဇင်းတို့အသက်ရှင်နေတယ်ဆိုတာ
အဲ့ဒီဝင်လေထွက်လေရှိနေလို့ဖြစ်နေလို့အသက်ရှင်ခွင့်ရနေတာအဲ့တော့နောက်ပြီးမှလေလေးကဝင်သွားတယ်လေလေးဝင်ပါဆိုမတောင်းတနဲ့တဘာဝရှိပြီးသားဝင်သွားတဲ့လေလေးထွက်ပါလို့လဲကြောင်းကြနေစရာမလိုဘူးမထွက်ဘူးလားဒီလေဘလို့ဖြစ်နေသလဲဘာမှကြောင်းကြနေစရာမလိုဘူးတဲ့အဲ့ဒီဝင်လေထွက်လေအရှိတရားလေးကိုပဲတတိလေးနဲ့ကြည့်ပေးပါတယ်နောက်ဒီမှာလေလေးကဝင်သွားတယ်ဩသိပြီလိုက်နောက်ဒီမှာလေလေးကထွက်သွားတယ်ဩသိပြီလိုက်အဲ့ဒီဝင်လေထွက်လေပေါ်မှာအာယုံတစ်ခုတည်းစုစိုက်နေပြီဆိုရင်အရိယပုဂ္ဂိုလ်ငြိမ်ပြီးတော့တီးနေတာဇံပေါ့ဗျာတမထဇံပေါ့ဝင်လေထွက်လေပေါ်မှာအာယုံတစ်ခုတည်းစုစိုက်ပြီးတော့တီးနေရင်ဇံပဲတဲ့အဲ့ဒါသမာဓိဇံငြိမ်နေပြီအရိယပုဂ္ဂိုလ်ကတီးနေပြီကြည်နေပြီနောက်ဒီကလေးလေးဝင်သွားတယ်နောက်ဒီကလေးလေးထွက်သွားတယ်အိုးဒီအာယုံလေးတစ်ခုပဲရှိတယ်ကျန်တာဘာမှမရှိတော့နောက်ဒီကလေးလေးကဝင်သွားတယ်နောက်ဒီကလေးလေးကထွက်သွားတယ်အချိန်လေးလည်းမစင်စားတော့ဘူးအာယုံကတစ်ခုတည်းဖြစ်သွားပြီလေဒီဝင်လေထွက်လေပုံမှာပဲအာယုံတစ်ခုတည်းစူးစိုက်တည်ကြည်နေတဲ့ခါကျတော့ငြိမ်နေပြီတမာတိဆိုတာငြိမ်တာငြိမ်နေပြီဆိုတော့မလှုပ်တော့ဘူးပေါ့ရာရာရနာကြောစီရွာစီဖြစ်နေတာဘုနာကဘလို့ဒီနာကဘလို့ဟိုဘဲမှမရောက်တော့ဘူးအာယုံကအရိယပုဂ္ဂိုလ်ကငြိမ်ပြီးတော့စိတ်ကတည်နေပြီဒါကိုတမာတိလို့ခေါ်ပါတယ်တမာတိရှိလာပြီတမာတိဖြစ်လာပြီဆိုရင်ငြိမ်နေပြီခန္ဓာကိုယ်ကဘလို့ငြိမ်တယ်လဲဆိုရင်တဲ့ခုံပေါ်မှာကောပတ်ရုပ်ကလေးတင်ထားသလိုပဲကျောင်းကြီးတို့ကောပတ်ရုပ်ကလေးခုံပေါ်မှာသွားတင်ထားလိုက်ပေါ့သူဟာငြိမ်နေတာလေအဲ့ဒါလိုပဲတဲ့ဝင်လေထွက်လေကိုတတိနဲ့စူးစိုက်ပြီးအာယုံတစ်ခုတည်းကြာနေတဲ့အချိန်မှာအရိယာပုဂ္ဂိုလ်ငြိမ်နေတာတဲ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ပဲစိတ်မထွက်စေနဲ့ဝင်လေတော့လေရှုမှတ်လို့အရိယာဘုတော်တော်ငြိမ်သွားပြီဆိုရင်တဲ့လေလေတိုးထိဝင်သွားတဲ့သဘောလေလေတိုးထိထွက်သွားတဲ့သဘောကြည့်လိုက်ပါပထမတော့ဝင်လေထွက်လေကိုကြည့်နေတဲ့တတိနဲ့အခုတစ်မျိုးလေးတိုးကြည့်လိုက်လေလေးကတိုးပြီးထိဝင်သွားတဲ့သဘောလေလေးကတိုးပြီးထိထွက်သွားတဲ့သဘောထိဝင်သွားတဲ့သဘောလေးကိုကြည့်လိုက်ပါထိထွက်သွားတဲ့သဘောလေးကိုကြည့်လိုက်ပါရှင်းအောင်ပြောရင်တော့ထိသဘောလေးကိုပဲကြည့်လိုက်နှာခမ်းပြားသို့မဟုတ်နှာခေါင်းပြားမှာထိပြီးတော့ဝင်သွားတဲ့သဘောလေးထိပြီးတော့ထွက်သွားတဲ့သဘောလေးသိချခြင်းရင်သိပါတယ်သိချကြည့်ရင်မြင်ပါလိမ့်မယ်စူးစိုက်မှုသာမြဲနေပါစေစူးစိုက်မှုသာမြဲနေပါစေခုယောဂီတို့လုပ်နေတာကတတိပဋ္ဌာန်အလုပ်ပါအာယုံတစ်ခုတည်းကိုစူးစိုက်ပြီးတည်အောင်လုပ်နေတဲ့အလုပ်သည်တတိပဋ္ဌာန်အလုပ်တတိပဋ္ဌာန်လုပ်မြင့်ပြီးလို့ခိုင်မာလာပြီဆိုမှဘာဝနာစခန်းကိုတက်လှမ်းမှာရှုသောဓမ္မတိတရားလုပ်နေတာကတတိပဋ္ဌာန်ယုံနာရဲ့ပြက်ကိုစောင့်ကြည့်မှာကဘာဝနာပေါင်းလိုက်တော့တတိပဋ္ဌာနာဘာဝနာတေချာကြည့်ပါယူဆိုင်ကြည့်ပါစူးစိုက်ကြည့်ပါယောဂီတို့ဝင်လေထွက်လေကိုရှုမှတ်
ထီသဘောလေးကိုရှုမှတ်ပြီးတော့တမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီအချိန်15မိနစ်ဆိုတော့အရိယာဘုလည်းတော်တော်ငြိမ်နေပြီအာယုံလည်းတခုတည်းစူးစီးမိနေပြီပြန်လွင်မှုတွေလည်းတော်တော်လေးချုပ်တီးနိုင်ပြီတရားနဲ့တရားမတူဘူးနော်ဓာတ်ခံတွေကတရားနဲ့တရားမတူဘူးတချို့က9မိနစ်လောက်ဆိုဝင်လေထွက်လေလေးကဖတ်ကနေမိသွားပြီအာယုံတခုတည်းစူးစီးပြီးတော့တည်သွားပြီတချို့က10မိနစ်လောက်ကျမှဝင်လေထွက်လေလေးကိုဖတ်ကနေမိပြီးတော့အာယုံတခုတည်းစူးစိုက်ပြီးတော့တည်သွားပြီတချို့ကြတော့15မိနစ်ပေါ့15မိနစ်လောက်ကျမှဝင်လေထွက်လေလေးသုံးဖို့ထီသဘောလေးကိုဖတ်ကနေမိလာပြီးတော့အာယုံတခုတည်းစူးစိုက်ပြီးတော့တည်သွားပြီတချို့ကြတော့လဲနိုင်ဝက်လောက်45မိနစ်လောက်ကြာမှဝင်လေထွက်လေကိုဖတ်ကနေမိပြီးတော့ဝင်လေလေးပါလားထွက်လေလေးပါလားဆိုသိတာဓာတ်ခံကတော့တယောက်နဲ့တယောက်မတူဘူးပဲဒါပေမဲ့အကျင့်ကလည်းစကားပြောတယ်ပထမကျင့်ရင်ဒုတိယကျင့်ရင်တတိယကျင့်ရင်သို့မဟုတ်ပထမရက်ရက်ဒုတိယရက်ရက်လုပ်ငန်းစဉ်ကတိလာတော့သဘောပေါက်လာတာအဲလိုသဘောပေါက်လာပြီဆိုရင်လည်းအနည်းဆုံး10မိနစ်15မိနစ်ဆိုငြိမ့်နေပြီဝင်လေထွက်လေပဲရှိပါလားအာယုံကတကူတည်းစူးစိုက်ပြီးတီလိုက်တော့ဝင်လေထွက်လေရဲ့သဘောလေးထိဝင်သွားတဲ့သဘောလေးထိထွက်သွားတဲ့သဘောလေးကိုကောင်းကောင်းသိလာတတိထားပေးပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေထိနာမိတ်တာနိဝရဏတရားတိခွင့်ရမယ့်တရားတွေကိုပိတ်ဆို့တတ်တာသည်နိဝရဏနိဝရဏဆိုတာကအကောင်တရားမှန်သမျှတိခွင့်မရအောင်ပိတ်ဆို့ပြတာဥပမာရေမြောင်းတစ်ခုအမိုက်တွေဒင်းပြည့်ချက်ပြည့်ပိတ်နေရင်အဲ့ဒီရေမြောင်းဟာရေစီးရေလာမကောင်းတော့ဘူးရေစီးတန်မှုမကောင်းတော့ဘူးအဲ့ဒါလိုပဲတဲ့နိဝရဏတရားဆိုတာဘာနဲ့တူတယ်လဲဆိုအဲ့လိုအမိုက်တရိုက်တွေလိုပဲခန္ဓာထဲမှာထိနာမိတ်တာအိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေဝင်လာပြီဆိုရင်တိကွင့်ရအောင်မဲ့စီးဆင်းမဲ့သူတော်ကောင်းတရားတွေကိုမစီးဆင်းနိုင်အောင်နိဝရဏဆိုတဲ့အမိုက်ပုံကြီးကပိတ်ဆို့ထားတာအဲ့တော့ခန္ဓာကိုယ်အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေးချင်တဲ့စိတ်ငေးချင်တဲ့စိတ်ဆွဲချင်တဲ့စိတ်ဒါမကောင်းတဲ့စိတ်နိဝရဏတရားတွေအမိုက်တရိုက်တွေလိုပဲတဲ့ရေမြောင်းလေးကကျင်းပါတယ်ဆိုအမိုက်တရားပိတ်နေတော့ရေမစီးသလိုယောဂီတွေရဲ့ခန္ဓာကိုယ်ကြီးဟာအိတ်ချင်တဲ့စိတ်ငါချင်တဲ့စိတ်တွေးစိတ်ငေးစိတ်ဆွေးစိတ်တွေနိဝရဏတွေပိတ်ဆို့နေရင်တဲ့သူတော်ကောင်းတရားတွေကဘလို့လို့စီးဆင်းတော့မလဲတတိထားနော်တတိယအရေးကြီးပါတယ်ကဲဦးစင်းပြောနေရင်အခုယောဂီတို့ရှုမှတ်လာတာအချိန်မိနစ်20ရှိသွားပြီအချိန်မိနစ်20ဆိုတော့တချို့ဆိုရင်ခန္ဓာကိုယ်ကပြလာတော့မယ်အရိယာဘုလည်းတော်တော်ငြိမ်လာပြီတမာတိလည်းတော်တော်ကောင်းလာပြီတတိပဋ္ဌာန်အလုတ်ဟာခိုင်လာပြီဆိုရင်ဘာဝနာဘက်ကိုကူးမယ်ခန္ဓာဘာတွေဖြစ်နေသလဲခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေပြနေသလဲဒီခန္ဓာကပဲပြမှာရှိတာလည်းဒီခန္ဓာပဲရှိတယ်တချို့ကထိုင်တာခြေတော်လေးကဖိမိထားတော့မိနစ်20တဲ့ဖိထားတော့နာလာပြီတချို့ကထိုင်တာအချိုးမကျတော့ကျင်နေပြီတချို့ကလက်ကလေးနှစ်ခုထပ်ထားတာလေအစင်မပြေတော့ပူးပြီးတော့ရှင်းရှင်းနဲ့ဖြစ်နေတာမဟုတ်စရိုက်ပြောသလိုပေါ့ပေါ်ရာရှုပါခန္ဓာကိုယ်ကြီးကိုရှားရှုစရာမလိုဘူးတဲ့
ပေါ်ရာရှုပါကောင်းအနေထားလေးကမမှန်တော့ကိုကျော်ရက်တင်းပြီးလဲနေတာပေါ်ရာရှုပါထင်ရှားရာရှုပါထင်ရှားရှားပေါ်နေတဲ့နေရာလေးအဲ့ဒီနေရာလေးကိုဘာနဲ့ရှုမလဲဆိုဉာဏ်နဲ့ရှုဟောဉာဏ်နဲ့ရှုဆိုတော့ဘာဝနာစကံဖြစ်သွားပြီပေါ့အရိယပုဂ္ဂိုလ်တင်းငြိမ်အောင်တမာတိထူထောင်လာတော့တတိပဋ္ဌာန်အခုခန္ဓာရဲ့မမြဲတဲ့သဘောတွေကိုပေါ်လာတဲ့သဘောကိုဉာဏ်နဲ့စောင့်ကြည့်တော့ဘာဝနာတို့များတတိပဋ္ဌာန်ဘာဝနာစကံအလုပ်ကြိုးစားလုပ်နေကြတာပဲကံကောင်းလိုက်တာသာသနာနဲ့လဲကြုံနေမြင်မြင်လိုက်တာဝိပဿနာတရားတွေလည်းအားထုတ်ခွင့်ရတယ်ဒီထက်ကောင်းတဲ့အခွင့်အရေးတော့မရှိတော့ဘူးတန်ဖိုးရှိတဲ့အချိန်တွေကိုတန်ဖိုးတည်တည်အသုံးချမှလူတော်လူမြတ်ဖြစ်မယ်အဘေရကပိတ်မယ်ဗုဒ္ဓဘာသာမှန်ရင်ဘသူပဲမေးမေးအဘေရကပိတ်ချင်တာပဲနေရတလေးစံပိတ်တာအတူတကယ်ကြားလည်းမကြားခြင်းဘူးတွားလည်းမတွားခြင်းဘူးဒါအတူတူပဲမစလုံးမေးလည်းဒီတိုင်းပြောမှာပဲနေရတလေးစံပိတ်တာအတူတကယ်အပယ်လေးပုံကြားလည်းမကြားခြင်းဘူးတွားလည်းမတွားခြင်းဘူးဆင်းရဲအပြည့်ရှိတဲ့ဒုက္ခတိဘုံကြီးပဲခဏခဏနေခဲ့ဘူးတဲ့ဒုက္ခတိဘုံအပယ်လေးဘုံခဏခဏရောက်ခဲ့ဘူးတဲ့ဒုက္ခတိဘုံအပယ်လေးဘုံဆင်းရဲတွေအကြမလတ်ခံခဲ့ရတဲ့အပယ်လေးဘုံဒုက္ခတိဘုံအဲ့ဒီအပယ်တကားပိတ်ဖို့အတွက်တတိပဋ္ဌာနာဘာဝနာစခန်းတက်လန်းပြီးတော့ကြိုးစားအားထုတ်နေတာတော်ယုံတန်ယုံနာရာကျင်နာပူရာစုရာအောင့်နာလေးကိုညာနဲ့စောင့်ကြည့်ငါနဲ့သွားမကြည့်ပါနဲ့ငါနဲ့သွားကြည့်ရင်ညာလိုက်မယ်အိုနာလိုက်တာဒီနာတဲ့သဘောကြီးကပြင်မယ်ဆိုတဲ့တဏှာလည်းအဝင်မခံနဲ့ဟိုဘာကြရမှလို့ဝိပဿနာတရားအားထုတ်နေတာငါတယောက်တည်းမဟုတ်ဘူးယောဂီတရားကျော်တော့အားထုတ်နေတာသူတို့လည်းခန္ဓာကြီးနဲ့အားထုတ်နေတာတို့လည်းခန္ဓာကြီးနဲ့အားထုတ်နေတာတာမဏိနဲ့တိဆောက်ထားတဲ့ခန္ဓာတယောက်မှမပါဘူးသူလည်းနာတတ်ကျင်တတ်တဲ့ခန္ဓာတို့လည်းနာတတ်ကျင်တတ်တဲ့ခန္ဓာသူတော်ကောင်းတွေအများကြီးပဲကြိုးစားအထုတ်တဲ့ထဲမှာကိုကလှုပ်ခါလှဲ့ခါရွက်ကပြင်ကားနဲ့ဆိုငါလူညံ့ဖြစ်သွားမှာပေါ့နှလုံးသွင်းရအဲ့ဒါလိုမှားတယ်တတိလည်းရှိရတယ်သူများတွေလည်းငြိမ်ပြီးတော့ဝိပဿနာကိုရှုမှတ်နေကြတာငါကလှုပ်နေတယ်လှဲ့နေတယ်ပြင်နေတယ်ဆိုရင်ဒီထက်မှငါအညံ့ဆုံးလူပဲအပြင်းဆုံးလူပဲကိုဘိနာလူလေးကြည့်တော့လေငြိမ့်နေတာပဲချွတ်ချွတ်ချက်ချက်လည်းအတန်မကြောက်ရိမ့်နာလည်းဘာအရိပ်ရောက်မှလည်းမကြောက်သူတို့တောင်ရှုမှတ်နိုင်သေးတာပဲဘာလို့မလုပ်နိုင်ရမှာလဲဒီလိုစိတ်မွေးရတယ်သူတော်ကောင်းရေးမှာဇွဲမပေးပါနဲ့သူတော်ကောင်းတွေစုပေါင်းပြီးအားထုတ်တဲ့တရားပွဲမှာကိုတယောက်အညံ့စားအဖြစ်မခံပါနဲ့လူညံ့ဆိုတော့ပြီးရောပေါ့ဗျာအပြောလဲမခံချင်ဘူးအဲ့ဒီစကားလုံးကိုတော်ညံ့တယ်လူပဲတရားလေးမိနစ်30ထိုင်တာတော့လှုပ်လိုက်လှဲ့လိုက်ကြွက်လိုက်ပြင်လိုက်နင်းတော့ညံ့တာရှိသေးလားဒါတော့တတိကြောင်ရသလားအပြောမခံနဲ့ဇွဲမပေးနဲ့ဇွဲကြီးနဲ့လို့ကိုတယောက်တည်းမှမဟုတ်တာ
အတူတူရှင်ထိုင်ပြီးတော့အာထုံနေကြတာသူလည်းခန္ဓာနဲ့ယဉ်ပြီးတော့အာထုံနေတာကိုယ်လည်းခန္ဓာနဲ့ယဉ်ပြီးအာထုံနေတာပဲဝိပဿနာဆိုတာကခန္ဓာကိုယဉ်ရတဲ့အလုပ်သူများပြုတဲ့ကုသိုလ်ကိုအမြဆိုပြီးအချောင်ယူရတဲ့အလုပ်မဟုတ်ဘူးတဲ့ဝိပဿနာဆိုတာခန္ဓာကိုယဉ်ရတဲ့အလုပ်လူစရာတန်းစရာတစ်ခုမှမရှိရင်သူများကကုသိုလ်ပြုအမြဆိုကိုကဘေးကနေအချောင်တာတူ၃ချိန်ခေါ်လိုက်သူ့ရဲ့ကုသိုလ်တော့ရတယ်ဒီဝိပဿနာကြတော့အဲ့ဒီလိုယူလို့မရဘူးခန္ဓာနဲ့ယဉ်ပြီးလုပ်ရတာအဲ့တော့ကိုယ်တယောက်တည်းမှမဟုတ်တာကိုယ်ဘေးနာကလူကြည့်တော့လည်းခန္ဓာကြီးနဲ့ယဉ်ပြီးတော့အလုပ်လုပ်နေတာပဲမိမိကိုယ်တိုင်လည်းခန္ဓာကြီးနဲ့ယဉ်ပြီးအလုပ်လုပ်နေတာပဲဘာကြောက်စရာလို့လဲသူလည်းခန္ဓာနဲ့လူပဲကိုယ်လည်းခန္ဓာနဲ့လူပဲသူတောင်အားထုတ်နိုင်သေးတာပဲကိုတို့ဘာလို့အားမထုတ်နိုင်ရမှာလဲဒီနေရာမှာမာနာထားရတယ်ဗျမဟုတ်ဆိုတော့ကြီးကပြောတယ်။အိုးတာယေသမီးစီဝါရေးကြတာရှင်ပြိုင်ရှာလိုက်ကြတာလောဘဒေါသမာနတွေနဲ့ဝိပဿနာအားထုတ်တဲ့နေရာကမန်ပြင်းနဲ့အားထုတ်လို့တော့ခမည်းတော်ဗျာအပေတကားပိတ်ပြီးတဲ့ဒါပဲလေယောဂီတို့ဆိုတာလေဝိပဿနာတရားအားထုတ်နေတယ်ဆိုတာအဲ့အပေတကားပိတ်ခြင်းလို့အရေးကြီးဆုံးကလည်းဒါပဲအပေတကားပိတ်မှစိတ်ချရတာရိတ်တာသွားပြီးတော့ဝိပဿနာတရားတွေဘာလို့အထုံးနေတာလဲအပေတကားပိတ်ဖို့ဒီတဲ့အစင်းမြင်ပြောရင်နိဗ္ဗာန်ကိုရောက်ဖို့ကိုလှုပ်တဲ့အလုပ်ကိုပိုသိရင်တကယ်ဇွဲရှိနဲ့ရှုမှတ်ဖို့ကြောက်ကုန်မကြောက်တော့ဒိုးလှုပ်တဲ့အလုပ်ဟာအမြင့်ဆုံးအလုပ်ပဲအပေတကားပိတ်ပြီးတော့နိဗ္ဗာန်တကားပွင့်တဲ့အလုပ်ပဲဟိုအပေတကားကြီးကိုပစ္စည်းဥစ္စာနဲ့လည်းပိတ်လို့မရဘူးလူအင်အားနဲ့လည်းပိတ်လို့မရဘူးဝိပဿနာဉာဏ်နဲ့ပဲပိတ်လို့ရတယ်ဟိုနိဗ္ဗာန်တကားကြီးလည်းပစ္စည်းဥစ္စာနဲ့သွားဖွင့်လို့မရဘူးအဲ့ဒါပြဘယ်လောက်ပေးပါမယ်ပစ္စည်းဥစ္စာဘယ်လောက်ပေးပါနိဗ္ဗာန်တကားကြီးဖွင့်မှာမရဘူးလူအင်အားနဲ့သွားဖွင့်လည်းမရဘူးအဲ့ဒီနိဗ္ဗာန်တကားလည်းဉာဏ်နဲ့ဖွင့်ရတာပဲတစ်ချက်သေးပါပဲအဲ့ဒီဉာဏ်ကိုဥသိပြီးတော့ဘာဝနာစကန်တက်လှမ်းနေရင်အပေတကားပိတ်နိဗ္ဗာန်တကားပွင့်အလဲတဲ့ရခြိုင်ပြီးကိုကကြိုးစားအားထုတ်နေုံပဲပေတကားကြီးပိတ်ပါနိဗ္ဗာန်တကားကြီးဖွင့်ပါနေဟိနေเสียလဲမလိုဘူးတဲ့ခန္ဓာမှာပေါ်လာသမျှအရှုခံတွေပဲခန္ဓာမပေါ်နဲ့ဆိုလဲပေါ်နေမှာပဲမပြနဲ့ဆိုလဲပြနေမှာသူအလောက်ကဒီအလောက်ပဲရှိတယ်ငါဆိုတဲ့ခန္ဓာကြီးကကျင်တတ်တယ်ပူတတ်တယ်နာတတ်တယ်နော်အဲ့ဒါသေချာဆောင်ကြည့်တယ်မကြည့်လည်းငါပြနေမှာပဲတဲ့ခန္ဓာကြီးကပြောတာအဲ့တော့ဉာဏ်ကဆောင်ကြည့်ပေါ့ဉာဏ်ဆိုတာဝယ်ရတာမှမဟုတ်တာခန္ဓာထဲမှာရှိပြီးသားပဲအသုံးမချလို့ထွက်မလာတာမလို့ခြင်းနဲ့နာတာကျင်တာပူတာဆူတာအောင်းတာတွေကြတော့ဟိုကနေပေါ်လာလိုက်ဒီကနေထွက်လာလိုက်ဟိုကဖြစ်လိုက်တယ်ဉာဏ်ကိုအမုတ်မခံနဲ့ခန္ဓာမှာပေါ်လာတဲ့မြနာကျင်ကြိုက်ခဲညောင်းထုံပူအေးဆူအောင်ဆိုတဲ့အရှုခံနေမကြည့်ခြင်းလဲပြနေပါပဲယောဂီတို့ကဘာတွေပေါ်နေရတဲ့သွားညင်းမနေနဲ့သွားညင်းမနေနဲ့စောင့်ကြည့်ရမှာဉာဏ်ရဲ့အလုပ်ပဲနာလာပြီနာရခန္ဓာရဲ့အလုပ်ပဲစောင့်ကြည့်ရမှာဉာဏ်ရဲ့အလုပ်ကျင်လာပြီကျင်တာခန္ဓာရဲ့အလုပ်ပဲခန္ဓာကသူ့အလုပ်သူလုပ်နေတာဉာဏ်ကလည်းကိုယ့်အလုပ်ကိုလုပ်အဲ့ထဲငါမပါစေနဲ့ရှေ့ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်မရှိတာတွေ့မယ်ရှေ့ပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်မရှိတာတွေ့မယ်မရှိတာဆိုတော့တခြားပြောတာမဟုတ်ဘူးရှေ့ကျင်တဲ့သဘောလေးကြည့်လိုက်ပြတ်သွားပြီနောက်ကျင်တဲ့သဘောလေးစားထိုးတယ်ဉာဏ်ကပြီးပေးလိုက်
ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဉာဏ်ကသိပေးလိုက်ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဉာဏ်ကသိပေးလိုက်ပိုင်ပိုင်နိုင်နိုင်ရှုနေပြီဆိုရင်အချိန်တွေဟာကိုယ်နဲ့မဆိုင်တော့ဘူးတဏှာကြီးရောက်တော့မှလည်းမသိတော့ဘူးနနာကြီးရောက်တော့မှလည်းမသိတော့ဘူးကိုကနာယီကိုရှုမှတ်နေတာမှမဟုတ်တာအချိန်ကိုရှုမှတ်နေတာမှမဟုတ်တာခန္ဓာမှာပေါ်လာသမျှတွေကိုရှုမှတ်နေတာခန္ဓာမှာပေါ်လာသမျှအရှုခံတွေကိုဉာဏ်နဲ့တတိကရှုမှတ်နေတဲ့ပုံကိုကြတော့ဟိုငြိမ့်နေတာပဲကိုဝိနာလူငြိမ်ငြိမ်လေးထိုင်နေလို့အမလေးသူ့မြန်မနာဘူးမကျင်ဘူးမထင်လိုက်နဲ့အတူတူပဲဒါပေမဲ့သူကလေတီးခံပြီးဉာဏ်နဲ့တတိကရှုနေတော့အရိယဘုကငြိမ်နေပြီရှိတာပေါ့ဗျခန္ဓာကြီးရှိမှာတော့နာတာလည်းရှိမှာပဲကျင်တာလည်းရှိမှာပဲအတူတူပဲရှိနေတာပဲဖြစ်နေတာပဲကြည်တတ်တာနဲ့မကြည်တတ်တာနဲ့ကွာတာခန္ဓာမှာပေါ်လာတဲ့ရှုခံနာမှုကျင်မှုတွေကိုကြည်တတ်တဲ့ပုဂ္ဂိုလ်ကြအရိယပုဂ္ဂိုလ်ကငြိမ်နေတယ်ဩဒုက္ခများကြည်စမ်းတို့ဆိုရင်လေ15မိနစ်20နဲ့လှုပ်လဲပြီးပြင်လိုက်ရတာသူ့ကြည်စမ်းလှုပ်လည်းမလှုပ်လှဲ့လည်းမလှဲ့ပြင်လည်းမပြင်သူ့မနာဘူးနဲ့တူတယ်အတူတူနာနေတာပဲသူကကြည်တတ်သွားပြီသီးခံနိုင်စွမ်းနေရှိသွားပြီကိုကသီးကမခံနိုင်ဘူးကောင်းကောင်းလည်းမအောင်မကြည့်နိုင်ဘူးဆိုတော့ကျင်ပြင်ဖို့တော့ပဲစဉ်းစားနေတယ်နိုင်လှုပ်ဖို့တော့ပဲစဉ်းစားနေတယ်မညာပါနဲ့ခန္ဓာကြီးကိုညှာစရာအကြောင်းမရှိပါဘူးတတိထားပြီးတော့သာကြည်ပါအချိန်မိနစ်30တဲ့ဘာမှမကြောက်ဦးစင်ပြောနေနေတာကိုပြေတော့မင်းခန္ဓာမှာပေါ်လာသမျှအရှုခံနေအဲ့ဒီရှုခံတွေကိုဉာဏ်နဲ့သာစောင့်ကြည့်ပေါ်လာသမျှအနိစ္စရှုတဲ့ကံဉာဏ်ကမက်ကခန္ဓာဖြစ်ပြီးတော့ပြည့်ဒုက္ခသစ္စာရှုတဲ့ဉာဏ်ကမက်ကသစ္စာခန္ဓာကိုပြင်ခြင်းနဲ့တဏှာမလားပေသမုဒိယသစ္စာနောင်ဒုက္ခတွေချုပ်တာကနိရောဓသစ္စာအဲဒါလိုသစ္စာ၄ချက်စိုက်အောင်သိခံပြီးတော့ရှုကြပါတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါချိန်နဲ့ငယ်တွင်းမှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားအချိန်စေပြီးတဲ့တရားချတော့မယ်တဲ့တိလိုက်တဲ့စိတ်ကလေးဒီနန္တရားတရားချဖို့ပြင်မဲ့လှုပ်လိုက်လှဲ့လိုက်တဲ့ခန္ဓာကိုယ်အနေထားသည်ရုပ်တရားအဲ့ဒီရုပ်တရားကလည်းဖြစ်ပြီးတော့ပြက်နန္တရားကလည်းဖြစ်ပြီးတော့ပြက်ယုံနာတစ်စုံသည်ဖြစ်ပြီးပြက်နေပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနူးညံ့နေတရားဆိုတာတိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီ